ထွက်ခံနေရင် digital arrival card ကိုဖြည့်ဖို့မမေ့နဲ့နော် digital arrival card ကိုမဖြည့်ဘဲနဲ့ခီးထွက်သွားမယ်ဆိုလို့ရှိရင်တော့လေဆိပ်ရောက်မှလေဆိပ်မှာအကြာကြီးစောင့်နေရမှာဖြစ်ပါတယ်ဒီနေ့မှာ digital arrival card ကိုဘယ်လိုဖြည့်ရလဲဆိုတာအလီဆာနဲ့အတူတူလိုက်ပထမဆုံး Google ကိုသွားပြီးတော့ Thai digital arrival card ဆိုပြီးတော့ရိုက်နှိပ်လိုက်ပါအဲ့လိုရိုက်နှိပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ page လေးပေါ်လာမယ်အဲ့ဒီမှာverification ဆိုတဲ့နေရာမှာဝိုင်းပြီးလေတဲ့အထိပြီးအောင်စောင့်ပြီးတော့ verification လုပ်ရမယ်ဖြစ်ပါတယ် verification ဖြစ်သွားပြီးသားပြီဆိုလို့ရှိရင် arrival card ကိုရွေးရပါမယ် arrival card မှာဆိုရင် family name first name ဆိုတာတွေပြထားတယ်အဲ့ဒီမှာ family name ဆိုတဲ့နေရာမှာဆိုရင်ကိုယ့်နာမည်ကိုရေးထည့်ရမယ်ကိုယ့်နာမည်ရေးထည့်ပြီးရင် passport number ကိုရိုက်ထည့်ပါမယ်ပြီးရင်တော့နိုင်ငံသားကဘာနိုင်ငံသားဖြစ်လဲဆိုတာကိုရေးရမှာဖြစ်လို့မြန်မာနိုင်ငံသားဆိုပြီးရွေးပါမယ် personal information နေရာမှာဆိုလို့ရှိရင်မွေးတက္ကရာကိုရေးရရမယ်ပြီးရင်မွေးလာနောက်ပြီးတော့မွေးရက်ပေါ့အလုပ်ကိုင်နေရာမှာကိုယ့်ရဲ့အလုပ်ကိုင်ဆရာမဆိုဆရာမအကြောင်းဆရာဆိုအကြောင်းဆရာရုံးဝန်ထမ်းဆိုလဲ office စသဖြင့် administrator ဆိုလဲ administrator စသဖြင့်ဖြည့်ရပါမယ်ပြီးတော့ gender ကိုရွေးမယ် gender ကမျိုးသမီးဆို female အမျိုးသားဆို male ပေါ့ visa နံပါတ်ကတော့ကိုလျှောက်ထားတဲ့ visa ရှိတယ်ဆိုရင် visa နံပါတ်ထည့်ပါလျှောက်ထားတဲ့ visa မရှိဘူး14ရက် free visa နဲ့သွားမယ်ဆိုလို့ရှိရင်visa နံပါတ်ကိုအလွတ်ထားခဲ့လို့ရပါတယ်။သို့မဟုတ်001စသဖြင့်ရိုက်ထည့်ခဲ့လို့လည်းရပါတယ်။ဒီမှာတော့အလီဆာ visa နံပါတ်ကိုရိုက်ထည့်လိုက်ပါပြီ။နောက်ပြီးတဲ့အခါမှာဒါကတော့ကိုယ့်ရဲ့တိုင်းပြည်ဘယ်ကနေလာမှလဲဆိုတာကိုဘယ်မှာနေလဲဆိုတာကိုရေးရမှာဖြစ်ပါတယ်။ဒါကတော့ကိုယ်ဘယ်မှာနေလဲဆိုတာရေးရမှာဖြစ်ပါတယ်။နေတဲ့နေရာရန်ကုန်ဆိုလဲရန်ကုန်မန္တလေးဆိုလဲမန္တလေးပြီးတဲ့အခါကျရင်ဖုန်းနံပါတ်ကိုရေးရပါမယ်။ဖုန်းနံပါတ်မှာဆိုလို့ရှိရင်ဒီမျိုးပထမဦးဆုံးမှာဆိုရင် +95 ပဲရေးပြီးနောက်မှာဆိုလို့ရှိရင်တော့9253စသဖြင့်ရေးရမှာဖြစ်ပါတယ်။ပြီးရင်တော့အရှာအားလုံးကိုပြန်စစ်ပါနောက်တစ်ချိန်ပြန်စစ်ပါရှင်ဒီမှာဆိုရင်ပြန်စစ်ပြီးလို့အားလုံးမှန်သွားပြီဆိုတော့ continue ကိုနှိပ်ပါ continue ကိုနှိပ်တဲ့အခါမှာ trick information ပါပါမယ်ဒီမှာဆိုရင် date of arrival မှာဆိုရင်ကိုရောက်မဲ့နေ့ကိုရေးရပါမယ်ခုနှစ်ရင်ရေးမယ်ပြီးရင်လရေးမယ်ပြီးလို့ရှိရင်ရက်ကိုရေးရပါမယ်နောက်တစ်ဆင့်မှာတော့ဘယ်ကနေလာမလဲဆိုရင်မြန်မာနိုင်ငံကဆိုမြန်မာနိုင်ငံကမလေးရှားကနေဆိုရင်မလေးရှားလာမယ်ရေးရမယ်ဒီမှာကတော့ဘယ်အကြောင်းပြချက်နဲ့လာမလဲဆိုတာရွေးရမှာဖြစ်ပါတယ်အခုအလီဆာတို့ကတော့ holiday လို့ပဲရွေးထားပါတယ်ပြီးတဲ့အခါကျရင်ခီးသွားမယ်ပုံစံကလေရင်နဲ့လားကားနဲ့လားဆိုတာမေးပါတယ်ရှီချောင်းလမ်းကလားဒီမှာတော့commercial flight လို့ရွေးခဲ့ပြီးတော့ flight number ကိုထည့်ပေးရမှာဖြစ်ပါတယ် flight number ကလေရင်လက်မှတ်ဝယ်တဲ့နေရာမှာခြေလို့ရပါတယ်ဒီမှာတော့အလီဆာက 8M335 လို့ရေးလိုက်ပါတယ် departure information မှာဆိုလို့ရှိရင်ပြန်ထွက်မဲ့နေ့ကိုရေးရပါတယ်ပြီးတဲ့အခါကျတော့ကိုကလေရင်နဲ့ပြန်မှာမဟုတ်လို့လေရင်အဲဆိုပြီးရေးတဲ့ commercial flight လို့ရေးရပါတယ်အဲ့ဒီမှာလည်း flight number ကိုရေးရပါတယ်အပြန်လေရင်ရဲ့ flight number ကိုရေးရပါမယ်ရှင်ဒီမှာဆိုရင်အားလုံးကြည့်ရလွယ်အောင်ဖုန်းနဲ့ပဲလုပ်ပေးထားတာမဟုတ်လို့အားလုံးလည်းဖုန်းနဲ့အလွယ်တကူလုပ်လို့ရပါတယ်ကဲဒီမှာနောက်တစ်ခုမြင်နေရတာတော့ transit သွားမဲ့သူတွေဆို transit ပေါ့နော် transit မဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုကဘယ် hotel မှာနေမလဲဘယ်မှာနေမလဲဆိုတာရွေးရတယ်ဒီမှာ province ဆိုတဲ့နေရာမှာဆိုရင် Bangkok ကိုရွေးရတယ် district area ဆိုရင်ကိုတဲမဲ့ area ရဲ့district ကိုရွေးရတယ်နောက်ပြီးတော့မှကိုနေတဲ့ရက်ကွက်ကိုရွေးရတယ်အဲ့သုံးခုလုံးရွေးရပါတယ်အဲ့ဒီရက်ကွက်နဲ့ district area နဲ့ sub district area တွေမှန်သွားတယ်ဆိုရင်တော့ postcode ကတော့အလွယ်တကူကျလာမှာဖြစ်ပါတယ် district area ဆိုလို့ရှိရင်ပထမဦးဆုံးကျမတို့အားလုံးသိတယ်စုကမစ်ကိုရွေးထည့်ဖို့ကြိုးစားတယ်ဒါပေမဲ့ဒီနေရာမှာစုကမစ်ကပေးမပေါ်တဲ့အခါကျတော့ကျမတို့နေမဲ့ဟိုတယ်လိပ်စာကိုပြန်ကြည့်ပြီးတော့ပြန်ထပ်ရွေးတယ်ကျမတို့ဒီနေရာမှာ Bangkok Train ကိုရွေးလိုက်ပြီးတော့ Bangkok Train ကိုရွေးပြီးတဲ့အခါမှာကျမတို့နေမယ်အဲဒီစာတို့စုကမစ်ဆိုတာကိုထည့်လိုက်တဲ့အခါမှာ postal code က13111ဆိုပြီးတော့စတိုက်ကျလာပါတယ်အဲ့ဒါပြီးရင်တော့ address နေရာမှာကိုတဲမဲ့လိပ်စာအပြည့်အစုံကိုဖြည့်ရပါတယ်ကိုတဲမဲ့လိပ်စာဖြည့်ပြီးသွားပြီဆိုရင်တော့ဒါကမှန်ကိုတစ်ချက်ပြန်စစ်ကြည့်ပြီးရင် next ကိုနှိပ်ရင် head declaration ကိုရောက်ပါကအဲ့ဒီမှာဆိုလို့ရှိရင်ကိုကဘယ်ကနေ14ရက်အတွင်းဘယ်နိုင်ငံသွားဘူးလဲဘယ်နိုင်ငံကလာမှာလဲဆိုတာကိုဖြည့်ရမှာဖြစ်တယ်ကိုကတော့အခုဒီမှာတော့အလီဆာတို့ကမြန်မာနိုင်ငံကလာမှာမဟုတ်လို့မြန်မာနိုင်ငံကိုပဲရေးထည့်လိုက်ပါတယ်အဲ့ဒီမှာမြန်မာနိုင်ငံအပြင်မှာကိုကအခုဘက်မှာဗီယက်နမ်ကလာခဲ့တယ်ဆိုလို့ရှိရင်ဗီယက်နမ်ကိုသွားခဲ့တဲ့နှစ်ပတ်အတွင်းမှာသွားခဲ့တဲ့နိုင်ငံတွေကိုရေးထည့်ရမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ preview ကိုနှိပ်လိုက်တဲ့အခါဆိုလို့ရှိရင်သူ့ရဲ့ information တွေပေါ်လာမှာဖြစ်ပါတယ်။ဒီ information တွေကအကုန်လုံးမှန်သွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးမှာကိုယ့်ရဲ့ email လိပ်စာကိုထည့်ရမှာပါ။ email လိပ်စာထည့်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့တကယ်သုံးတဲ့ email လိပ်စာထည့်ပြီးရင်digital arrival ကကိုယ့်ရဲ့ email တွေကို PDF file အနေနဲ့ရောက်လာပြီးတော့အခုလိုမျိုး PDF file ကို print out ထုတ်သွားမှာဖြစ်ပါတယ်။အဲ့ဒီတော့ digital arrival ကဖြည့်နေရတော့အရန်ကိုလွယ်သွားပြီ။ကဲနောက်ဆုံးမှာတော့ဒါက digital arrival card ကိုရပါပြီ
ဒီကက်ကိုထိုင်းနိုင်ငံမှာပြဖို့လိုပါတယ်ဖုန်းထဲကနေလည်းပြလို့ရတယ်ပြအောင်ထုတ်သွားရင်လည်းရပါတယ်မြန်မာနိုင်ငံလေးစိတ်မှာမေးခဲ့လို့ရှင်လည်းဒါကိုဖြည့်ပြီးသွားပြီလားဆိုရင်ပြလို့ရပါတယ်ကဲဒီတော့ digital arrival ကရဲ့ဖြည့်နည်းအပြည့်စုံကိုသိရပြီဆိုတော့ထိုင်းနိုင်ငံကိုသွားဖို့အဆင်သင့်ဖြစ်နေပြီလေရင်လက်မှတ်ဝယ်ယူရုံနဲ့ booking ကိုလည်းလေစိတ်လောက်မှာပြဖို့အတွက်ကိုဆိုလို့ရှိရင် free လက်ဆောင်ထည့်ပေးထားတာမလို့လေရင်လက်မှတ်အသွားတစ်ကြောင်းဝယ်ယူရုံနဲ့ညီနှစ်ခုကို free ရမှာဖြစ်ပါတယ် ခုပဲ Elisa တို့ကိုဆက်သွယ်ပြီးတော့ဝယ်ယူလိုက်ပါရှင် အားလုံးပဲအဆင်ပြေပြေနဲ့ခီးတွေနိုင်သွားနိုင်ကြပါစေရှင် Elisa ပါ